Hello ဟိုတနေ့ကမင်းအရေးအကြောင်းအတွက် spine light အတွက် lifting လုပ်တဲ့ set ကလေးနဲ့အမတွဲတုံးလိုက်တဲ့ဒီ Grace by Russell ပေါ့နော်ဒီ Russell အကြောင်းကိုလာမေးရဘယ်မှာဝယ်ရမလဲဝယ်ပေးပါဆိုတော့အမဝယ်ပေးပါလို့မရဘူးကိုယ့်အနေကိုအဲ့ Russell page မှာသွားဝယ်ရမှာပါအမပြီးလို့ရှိရင် link ချပေးပါမယ်เนาะ comment မှာလည်းသူ့ရဲ့ page link ကိုချပေးမယ်ဒီဟာလေးကအမမှာတော့ set လိုက်ရှိရကွာအမမှာ set လိုက်ပါရှိတယ်ဆိုတော့မျက်နှာသစ်စပြားရှိတယ်ဒီလိုမျိုး ampoule ရှိတယ်ပြီးတော့ moisturizer ရှိတယ်နောက်မျက်နှာမှာဖွဖွလေးဖြစ်အောင်ဖြန်းတဲ့ဟာရှိရအများကြီးပဲအမမှာဒီမှာဒီမှာထုံနာရည်လည်းရှိရပေါ့နော်ဒါ Russell မှာအမရဆက်လိုက်ရှိတယ်ဒါပေမဲ့အဲ့ဒီကသုံးပြလိုက်တဲ့ဟာလေးကအရန်ကိုမေးနေကြလို့အမထပ်ပြီးပြောပြတာပါဒီ Russell ကဖွင့်လိုက်လို့ရှိရင်သူကဒီ ampoule လေးကနှစ်ချောင်းပါလိမ့်မယ်ဘယ်သူတွေအတွက်ထုတ်ထားလဲဆိုတော့အသက်35 40အဲ့လိုမျိုးသမီးတွေအတွက်ထုတ်ထားရပါမှာပြမယ်သူရဲ့ package ကအရင်ကောင်းတယ်သူက Korea made ပါ Korea made ကိုမှာ Korea made ဆိုပြီးတော့ဘယ်သူမှမသိတဲ့ Korea made မဟုတ် Korea မှာ brand counter ရှိတယ်မယုံလို့ရှိရင်ကိုယ့်အနေကိုသူ့ရဲ့ website မှာသွားကြည့်လို့ရတယ် ChatGPT ပါမေးလို့ရတယ်ပေါ့နော်ဘာပြောချင်တဲ့တော့ကိုရီးယား made in Korea လို့ထားပြီးကိုရီးယားမှာဖယ်ဆိုင်မှမတင်တဲ့ပစ္စည်းမျိုးမဟုတ်ဘဲနဲ့ကိုရီးယားမှာတကယ်ကို counter brand နဲ့သုံးနေတဲ့ရောင်းနေတဲ့ပစ္စည်းလို့ပြောချင်တာပါသူ့ရဲ့ website မှာလည်းတွားပြီးလေ့လာလို့ရပါတယ်အဲ့တော့နှစ်ခုရှိရကွာသူကတစ်ခုကကျတော့ vitamin C ကကျတော့အမကတော့မနေ့ပိုင်းသုံးတယ်မနေ့ပိုင်းသုံးတဲ့အခါတော့ဘာဖြစ်လဲအသားရည်တင်းတဲ့အရေးကြောင်းပြောက်တယ်သူကဒီလိုမျိုးအညိုရောင်ဖြစ်လိမ့်မယ်ဒီမှာဒီလိုမျိုးအရာနော်အဲ့ဒါကိုဒီလိုမျိုးမှာတော့လိမ့်ပြရဲဆိုဒီနေရာလေးပဲလိမ့်ပြတာနေရာအနှံ့လိမ့်ပြရဲကျမမမြင်သိကြအယောင်လေးကိုမမြင်ရမှာဆိုလို့လေပြန့်သွားတဲ့အခါကျတော့အဲ့လိုမျိုးလေးပါအဲ့ဒီ vitamin C ဒီသူကပုံမှန်တခြားပေါ့နော်ပါနေကြ vitamin C တဲ့အစ20% ပို့ပြီးတော့ဘယ်လိုပြောမှာလိုမျိုးဆိုလို့ရှိရင်ကွာအသားပေါ်မှာအကြာကြီးနေတဲ့ vitamin C ပေါ့တိလားဟို skin care ထဲမှာပါရဲ့အာနိသင်ကတခြားဟာချက်အစ20လောက်အသားပေါ်မှာအကြာကြီးနေတယ်အဲ့လိုမျိုး vitamin C ဖြစ်ကြကြမလို့အမဲဆက်တွေတက်တာတယ်ပြီးသွားရင်အသားကြည်တယ်အသားဖြူတာချက်အသားရောင်မညှိဘူးညစ်နေတာပြီးတော့ကြတော့လေအမဲဆက်တွေ spot တွေဖြစ်နေတာအဲ့လိုမျိုးလူတွေအတွက်ကောင်းတယ်ဆိုတော့အဓိကတင်းတိတ်သမားတွေအတွက်ကောင်းပါတယ်ဒါ vitamin C ပါကျမတို့မညက်ပိုင်းလိမ့်နေပြီးရင် moisturizer လေးပို့ပြီးတော့ sun cream လေးလိမ့်လိုက်တယ်ဒါကတော့အရင်ကြိုက်တယ်ဒီကောင်ကခုန vitamin C တက်ပို့ကြိုက်တယ်ဟာ collagen ပါ collagen ကကြောင့်GA နှမျိုးကြိုက်တော့ဟဲ့မလုံးနဲ့တော့ငါထပ်မဝင်နိုင်ဘူးအေးပြီးတော့မှအရေးကျဲလေးပါဒီမှာအဲ့ collagen ကညာဘက်ကြလို့ရှိရင်မျက်နှာတစ်ပြင်လုံးနှဲ့နေအောင်လိမ့်ပြီးွားလို့ရှိရင်ခုနကဆက်နေလေဆွဲရင်ချက်ချင်းကိုတိတာပါနိုင်ဝဲတော့အဲ့ဒီဆက်နေအဲ့ collagen နဲ့ဆွဲလိုက်လို့ရှိရင်အသားလေးကတင်းနေတာကွာတိတာအဲ့လိုတားတိတာရအဲ့တော့လူကတော့အိုမှာပဲဒါပေမဲ့ကျမ38နှစ်မှာတခြား38နှစ်ထက်ရှင်လို့ရှိလို့ရှိရင်ဟဲ့အရန်လူရယ်နော်လို့ပြောခံရတယ်ဒါကျမရဲ့အောင်မြင်မှုပဲပေါ့နော်အဲ့လိုပါပဲ40ကိုက40 45နှစ်မှာတခြားရွယ်သူတငယ်ချင်းတွေးလို့ဟဲ့ညီကအိုမလာရောဘူးလားဒီတော့အတိုင်းလေးပဲနော်လို့ပြောခံရတယ်ဆိုရင်ဒါကကိုယ့်ရဲ့အောင်မြင်မှုပဲအဲ့ဒါကြောင့်မှဒီလိုမျိုးအဲ့ဒီ AG ပစ္စည်းတွေဒီဈေးရောနဲ့ကြည့်ရဒါပေမဲ့ကြီးရဲ့ဈေးချက်ကိုပြီးတော့ပို့ပြီးတော့ကိုကပြန်ရရ result ကကောင်းပါတယ်တခုပဲဝက်ချန်သမားတွေရောမသုံးပါနဲ့40ကျော်ရေးဆိုတော့ဝက်ချန်သိမ့်မထွက်တော့ဘူးပေါ့နော်ပြီးတော့အသားရည်ညစ်တယ်အဆက်တွေပေါ့တယ်ပြီးတော့အသားရည်အရေးကြောင်းတွေအရင်သိတာဖြစ်တယ်အိုနေတယ်ငကိုရုပ်ထက်အိုနေတယ်လို့ကိုကထင်လာပြီဆိုရင်တော့ဒီ result try မှာသူ့ရဲ့ page မှာပဲဝယ်လို့ရပါမယ်သူက Singapore နေပြီးတော့ import ဖြစ်ကြမလို့ Korea brand ကိုမှာမယ်ဆိုရင် Singapore နေ import လုပ်ပါပါသူတခင်က Singapore မှာပါresult မှာ page ကိုချပေးထားပါတယ်ကိုယ့်အနေကိုတော့ဝယ်ပါကျမရောင်းတာမဟုတ်လို့ကျမလည်းဝယ်ပြီးလို့မရပါဘူးမကြည့်အသားဟောက်ချီတွေ့လားတွေ့ရနော်ချက်ချင်းတော့ဆက်တာမလို့သေးဘူးနော်ဒီဘက်ကမချောက်သေးလို့ဒီမှာချောက်သွားတဲ့အသားကိုကြည့်လိုက်လုံးဝတုံတင်းနေရနော်အဲ့လိုမိုက်တာresult အဲ့လိုအဲ့ကြောင့်ကြိုက်တာသူ့ကို try ကြည့်ပါဒီဟာလေးကပတ်စံကုန်တယ်ဈေးကြည့်လိုက်တာလို့မထင်မင်းနဲ့သုံးလိုက်ရတဲ့ effect ကိုကြိုက်သွားတယ်ကိုကပြောရကွာ3010ခါသုံးတာချက်တပူးနဲ့3သိန်းသုံးလိုက်တပူးနဲ့တခါရဲလှသွားတယ်ဆို3သိန်းအကုန်ခံကျိုးနဲ့တယ်ကွာဟိုကလိမ့်လိုက်မထူးကြလိုက်ဒီကပြန်လိမ့်လိုက်မထူးကြလိုက်ဆိုအိမ်မှာပလင်းတွေပုံသွားပြီးတော့ပတ်စံကုန်သွားပဲဖတ်ကြည့်မယ်အဲ့လိုမျိုးပြောချင်တာပါကျမတော့ကြိုက်ပါတယ်နောက်ရက်ကြက်ကမှပဲတခြား Russell က3လက်စ brand လေးတွေကိုလာပြီးတော့ share လုပ်ပေးပါအောင်ပဲအခုကတော့ဟိုရက်ကပြောလက်စာလေးကမပြီးတာရဲ့ကိုကလည်းဒီရက်ထဲမှာ Tuesday အရန်ဝယ်ထားအဲ့ Tuesday နဲ့သုံးရတဲ့ feeling ကိုတအားကြိုက်နေရအောင်မမတွေအတွက်အရင်လာပြောရပါ